တော့မိကလာ feeling နဲ့ဆိုချင်တယ်။ဘာကြောင့်လဲဆိုတော့မိကလာအမေကိုချစ်တယ်။ကျွန်တော်လည်းချစ်တယ်။အမေကိုချစ်တယ်။အဲ့ဒါကြလည်းအမေကိုချစ်တယ်မလား။အမေဆိုတာအစားထိုးမရတဲ့အမေနော်။နောက်ပြီးတော့အခုလိုတနေ့တစ်ချင်းရောက်တစ်မျိုးဒီမှာရောက်ပါကျွန်တော်လည်းချစ်တယ်သူတို့ချစ်တာလေဒီပြသွားတာလေအချိန်ကြီးလား။ပြီးသေးနော်။ဟုတ်ကဲ့ကျွန်မကလေဟို speaker ကိုဆိုချင်တယ်မိမြောက်ဖွင့်သွားလိမ့်လားလို့။အဲ့တော့ကျွန်မအဲ့ဒီချက်ဆိုတဲ့အခါကျွန်မရှင်ထဲမှာဝမ်းနေစုနေတယ်။ဘာဖြစ်လို့ဒီပြည်သက်တွေအားလုံးကအမေနဲ့ခွဲပြီးလာကြတာ။ကိုယ်တိုင်းပြည်ကိုပြစ်ပြီးတော့လာခဲ့ကြတာပေါ့နော်။အခြေအနေအကြောင်းမျိုးမျိုးကြောင့်ဒါပေမဲ့ကိုယ့်မမပြည်ကိုပြန်ကျင်ကြရဆိုမိကလာသိပါတယ်။အဲ့ဒါကြောင့်အမေရှိတဲ့နေရာပြန်လာကြပါ။ Okay Give me Jack. Oh, Thank you. You are so very great. You got nice to see Thank you.